မိုက်ဘာရောက်လာလဲ မလဲဆောင် ဟုတ်လားမိုးလက်ဆောင်ဘာတွေနဲ့ရလဲ ညက်နဲ့ ဟုတ်လားမိုက် ညက်နဲ့ဒီမှာဟောပါတယ်အကောင်ညင်းပါတယ် ဩ ငကတိလို့လည်းခေါ် ဩဟုတ်အုံနုနဲ့ရောရလား အုံနုနဲ့မရ အုံနုနဲ့မရထက်ညက်နဲ့ပဲအဲ့ဆိုထက်ညက်လေးနဲ့တောက်မယ်ထက်ညက်နဲ့ဆိုတော့ရှင်အေးတာပေါ့တစ်ခွက်ဘယ်လောက်လဲမိုင်း တစ်ခွက်ထောင်းတယ် ဟော1500တောင်း ဒီငကတိထက်လို့ရလား ဟုတ် ကောင်းတယ် ဟုတ်ကြိုက်တယ်ဒီဘက်မှာဟိုကောက်ညင်းကိုဘယ်လိုခေါ်တာမိုင်း ငကတိလို့လည်းခေါ် ဟောနန်ကတိဟုတ် ဒီရလာဖညိတ်အဲ့မုံလက်ဆောင်ဖညိတ်မရဘူးဘာလဲဖညိတ်ရှင်းမပါ1500ပါချက် ဟုတ်နှစ်ခွက်ပြီနော် ရှင်းမပါအဲ့တောက်အောင်ဟုတ် ဟုတ် အဲ့ဒီတစ်ခွက်ပြရမယ်နော် မိုးလက်ဆောင်ထက်ညက်ကလေးနဲ့နန်ကတိဆိုရဲဒီဟိုကောက်ညင်းလေးပါတယ် ဟုတ်တော့မယ်တော့ပဲအောင်းရင်းမထဲဘူး ကောင်းလိုက်တာ နှစ်ခွက်ဟုတ် ဒီကိုအေးဝါပဲဒါထက်ညက်အရသာစစ်စစ်ကြိုက်တယ်မိုးလက်ဆောင်ထက်ညက်နဲ့လည်းကြိုက်တယ်အုံတို့နဲ့လည်းကြိုက်တယ် နှစ်ခွက်လုံးကမထဲဘူးနော်မထဲဘူးဟိုနှစ်လုံးကျန်လည်းထည့်လို့ရနှစ်လုံး ဟုတ်လားမိုင်းနှောင်းလေးနည်းနည်းထည့်ပေးပါလား မမစားဘူးလားမမစား နှောင်းလေးပြူရတာပေါ့နော်ဟုတ် ဒီမဟုတ်ကိုလေးတစ်ခွက်ရ နှောင်းလေးပြူတာ ဟိုရတယ်အဲ့ဒီဟိုဒီဖက်ဆက်လို့ရတယ်